မိဘကိုအပြစ်မတင်ပါနဲ့မိဘတွေကတာသမီတွေကိုစိတ်ပူတတာတဘာဝပါတလိမ့်ဆန်တွေတောင်မှသူတို့တာသမီကိုထိခိုက်လာပြီဆိုရင်အသေးအတန်ရံမူတက်ကြတာမိတ်ဆွေတို့အသိပါပဲကောင်းကင်မှာသိငတ်တို့ဆွန်တို့ဝဲလိုက်ရင်ကြက်မှန်သမျှကြောက်ရမယ်သိပါတယ်ခြုံနေတဲ့တွန်းဝင်ကြလို့ရအိမ်တွေအောက်ကိုဝင်ပြေးကြတယ်ပေါ့ဒါပေမဲ့ကြက်တအုံးမကြီးတွေကမပြေးကြပါဘူးသူတို့ကကြက်ကလေးတွေကိုကာကွယ်ပြီးသိငတ်ကိုပြန်တိုက်ခိုက်ရဲကြပါတယ်ကြက်ဖကြီးတွေတောင်ကြောက်တဲ့အကောင်ကိုသူဘာလို့ပြန်ရင်ဆိုင်နိုင်တာလဲရှင်းပါတယ်သူ့သားသမီးကိုထိခိုက်မှစိုးရိမ်နဲ့မိခင်စိတ်ကြောင်ပါခလေးတွေကိုထိခိုက်မှစိုးတဲ့စိတ်ကသူ့ကိုတက်တီတွေပေးလိုက်တာပါဆိုရှယ်မီဒီယာမှာမိတ်ဆွေတို့တွေ့နေရတယ်အဖေတို့အမေတို့စိတ်ချတဲ့အချိန်မှအပြင်ထွက်ရတယ်ဆိုတဲ့ပို့တွေနိုင်ငံခြားကလေးတွေကြောပိုးအိတ်တစ်လုံးနဲ့ကဘာပတ်နေချိန်ငါတို့မှာတော့စိတ်မချလို့ဆိုတာတခုပိတ်မိနေတဲ့ဆိုတာတွေကအလုံးစုံအပြည့်အဝမမှန်ပါဘူးမိဘတွေကသားသမီးတွေထက်လောကကြီးအကြောင်းပိုသိပါတယ်ဘသူကိုစိတ်ချလို့ရပြီဘသူကတော့စိတ်ချလို့မရသေးဘူးဆိုတာသူတို့သိပါတယ်သားသမီးတွေကမိဘတွေကိုဒီအတွက်အပြစ်မြင်ကြတယ်ညဘက်အပြင်ထွက်ရင်အလွယ်လွယ်စိတ်မဝင်အောင်ထိမ့်ပေးတာကိုအပြစ်လို့ထင်တယ်ထိခိုက်မှဆိုးလို့ကာကွယ်ပေးတာကိုပိတ်ပင်တာလို့တွေးတယ်တကယ်စဉ်းစားရင်ကျေးဇူးတော်တင်ရဖို့ရှိပါတယ်နိုင်ငံတကာမှာ16နှစ်ဆိုအိမ်မော်ကဆင်းပြီးကိုလန်းကိုရှောက်နေရပါပြီဒီကလူငယ်တွေကို16နှစ်မှာအိမ်မော်ကဆင်းခိုင်းရင်လမ်းဘေးမှာတွားအိမ်နေရမှာပဲစွန့်ငွေဘယ်လောက်ရှိပြီလဲကြောင်းတက်ရင်လုံးလို့ရတဲ့အချိန်ပိုလုပ်တွေကရောဘယ်မှာလဲလူတွေနဲ့ရောအဆင်ပြေပြေပြောဆိုဆက်ဆံတတ်ပြီလားပြဿနာတွေကြုံလာရင်ရောကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အပြေထုတ်နိုင်ပြီလားတော်တော်များများလူငယ်တွေရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာအားနည်းချက်တွေကြီးပါပဲအသက်20ကျော်ထိကျွေးမွေးကြောင်းထားပြီးတာကိုအပြေမထွက်ရတာအပြေမထွက်ရဲတော့တာနဲ့သူတို့ကပြန်ပြီးအပြစ်တင်ရင်ကြပါသေးတယ်အခုချိန်မှာနိုင်ငံသားတွေကိုအားကြလို့မရသေးပါဘူးသူတို့ကဒီစနစ်နဲ့နေသားကြနေပြီးသားပါ16နှစ်ဆိုအိမ်ကထွက်ကြတာထုံးစံလိုဖြစ်နေပြီသူတို့ကအပြင်မှာရွယ်သူပုံညီမဲ့သူတွေများတယ်မရဘူးကိုကအဲ့လိုနေခြင်းနဲ့လွတ်လပ်ခြင်းနဲ့ဆိုရင်လည်းမိတ်ဆွေရဲ့အစွမ်းစားတွေကိုပြရပါလိမ့်မယ်မိတ်ဆွေပြောသလိုကဘာပတ်ကိုစုထားတယ်ကွေအပြင်လောကမှာအနေရတွေကြီးပါပဲကပိုင်၌လူလိန်တခုကြဘိုးစုံနေတာမို့ခမရဲ့လူကက်ကက်စွမ်းညီကလည်းလိုတယ်အရက်ဘလောက်ထိရှည်လဲကြန့်ခိုင်မှုဘလောက်ရှိလဲတနားကြီးလောက်မရမနာပြေးနိုင်လားကိုခံပညာတစ်ခုကိုရောတက်ထားပြီလားအဲ့ရအမေခင်းပေးတာအဲ့အမေလျှော်တာဝိတ်အမေရှားကျွေးတာစားပြီအပြင်မထွက်ရလို့ကျွန်တော်တို့တက်တီတွေပျောက်ဆုံးပါတယ်ဆိုတာတော့မဟုတ်သေးပါဘူးလွတ်လပ်ချင်ရင်လွတ်လပ်မှုနဲ့ထိုက်တန်ကြောင်းတက်တီပြရပါလိမ့်အရက်မောင်ကောင်းတယ်ပြဿနာဖြေရှင်းနိုင်စွမ်းရှိတယ်အတိုက်ခိုက်တော်တယ်အမောခံနိုင်တယ်အာဂါသသမားလို့ကြစ်ကြစ်လစ်လစ်ခန္ဓာကိုယ်နဲ့လိန်ချမ်းမာကြီးလဲကောင်းကောင်းနားလေတယ်အလုပ်ရှိတယ်ပိုက်ဆံရှိတယ်ပတ်စပို့ရှိတယ်ကားမျိုးစုံမောင်းတက်တယ်ခမည်းမှာအဲ့ဓာတွေအကုန်ရှိပြီဆိုမိဘတွေအလိုလိုစိတ်ချလာပါလိမ့်ငယ်တော့အချိန်တွေဖြုံးနေပြီကိုခြေထောက်ကိုနည်းနည်းလေးရက်လာနိုင်တော့မှာကိုအားနဲ့ချက်တွေကိုဖုံးဖို့အဖေတို့အမေတို့ကဆိုပြီးအပြစ်မတင်ပါနဲ့မိတ်ဆွေရဲ့အဖေမေတွေခစ်ကိုလည်းပြန်ကြည့်ပါအစစအရာရာချိုးတက်ပြီးနေခဲ့ကြရတာပါအခက်ကိုစီနဲ့ဂျားတွေကရုံးကန်ပြီးလူလားမြောက်အောင်ပြောထောင်လာတာခမည်းကိုမယုံကြည်တာခမည်းမှာယုံကြည်လောက်တဲ့လက္ခဏာအသွင်မျိုးမရှိလို့ပါခမည်းဖေလို့အိမ်ဆောက်တက်ပြီလားနေကလူငယ်တွေဆိုပိုသိပါတယ်အိမ်ကိုတက်ကဲနဲ့မိုးလုံးအောင်ဆောက်တက်လားထမင်းဟင်းရောအရသာရှိရှိချက်တက်နေပြီလားမေးပါကိုပြန်မြင်အောင်ကြည့်ပါကိုအပြစ်ကိုဖုံးဖို့မိဘတွေကိုအပြစ်တင်နေတာရက်လိုက်ပါတော့ဒီစနစ်ကိုမကြိုက်ရင်မိတ်ဆွေကစပြီးပြောင်းလဲလိုက်ပါမိတ်ဆွေရဲ့သားသမီးတွေကြိုက်16နှစ်နဲ့ကဘာပတ်နိုင်အောင်ခမည်းစီစဉ်ခန့်ခွဲနိုင်အောင်စ조사ပေးထားပါမျိုးဆက်တစ်ခုနဲ့တစ်ခုကြားဒီလိုပဲအစ်စ်မြင့်သွားရမှာပါဒါကြောင့်မိဘတွေကိုအပြစ်တင်နေတာရက်ပြီးကိုတာဝန်ယူဖို့စ조사ပါလို့ပြောရင်းနဲ့ဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုပုဒ်ဒလေးတွေရရှိဖို့တော့ဆိုရင်တော့ကျွန်တော်တို့မန်တေပါဝါပိလိကိုလည်း like and share လေးလုပ်ထားဖို့မင်းနေနော်အားလုံးပဲကျေးဇူးများကြီးတင်ရှိပါခင်ဗျာ